ဆိုဝဲပိုင်းတင်ကြားနေတဲ့ကျောင်းသားတွေပဲဖြစ်ပါတယ်ဘာကြောင့်တင်နေဟမ်ကြည်ကြည်လေးပြောဘာကြောင့်တင်နေလောလို့ပြောလိုက်လေ ဘယ်လာတက်တာတင်ကန်းကျော်မင်းอ่ะဘကိုကမင်းอ่ะဟမ်တောင်းတော့ကောပါသူကဘယ်ရညတော့ကော အဲ့လောပြောတဲ့အမောက်လာရှာပြီးပါပြေး သူကရဘယ်ဟိုင်ရှမ်းပြီဂျိမ်းပြောပါကွာသူက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 ညဝရီသူကမြင်းကျန်သူကမင်္ဂလာတောင်ညသူကညဝရီအဲသူကတောင်းတော့ကော